hello မနေ့ကတော့စိတ်ချမ်းသာအောင်အတွက်စိတ်နဲ့တွေ့ပြီးပါတယ်ဒီနေ့ကတော့စမ်းချောင်းပေါ့ချောင်းကြည့်တာအနေထားဘယ်လိုရှိလဲဘာဘယ်လိုဖြစ်လဲပေါ့အဲ့တစ်ချက်ချောင်းကြည့်နေတာကဲဘဝနဲ့သဘွားရဲ့အနေထားနဲ့ဘာညာတရကရှောင်းကြည့်တာရှောင်းတော့ရှောင်းပဲဒါမဲ့သူကစမ်းချောင်းပေါ့လက်ရှိအနေထားတွေကဘယ်လိုပြောရမလဲပေါ်တင်ကြည့်လို့မရအောင်ဆိုနည်းနည်းလေးချောင်းကြည့်ရတယ်မျက်မှန်တွေပါတယ်ဒီလိုကြော်ကြည့်ရတယ်ဒဲကြည့်လို့မရအောင်ဒဲကြည့်ရင်အားလုံးမြင်နေရတဲ့ခါတချို့တွေကပြောကျင်တယ်ဆိုကျင်တယ်အဲ့ဒီခါဟိုဖက်လည်းမလို့ဒီဖက်လည်းမလို့ပြဿနာရှိတယ်အဲ့တော့တဲ့မကြည့်တော့ချောင်းကြည့်ရတော့ဘူးကဲဒီနေ့တော့ချောင်းကြည့်တဲ့အစီအစဉ်ပေါ့ဗျာနော်အရာရာကိုဖြည်းဖြည်းလေးနဲ့ချောင်းကြည့်ရမယ့်အစီအစဉ်โอเคနည်းနည်းသဘောရဲ့အတန်လေးနဲ့နည်းနည်းလေးရှုစားကြည့်လိုက်ပါကွာဒီဘက်နည်းနည်းတော့ကြည့်လိုက်အောင်မယ်နော်တချို့တွေကတော့တောတဲ့တောင်တွေရောက်ရင်ဘာညာပေါ့ဓာတ်ပုံတွေပါတွေရိုက်တယ်အခုကျွန်တော်ရောက်နေတဲ့နေရာကတော့ဒီတောတဲ့ပဲဗျာဒါမဲ့မပြောတော့ဗျာနေရာမပြောတော့ဘူးเนาะနေရာလေးကိုခဏရှုပ်ဝတ်ထားလိုက်မယ်အဲ့လိုပြောရအောင်တော်တယ်ရအောင်နော်ဆိုင်းချောင်းရှိတယ်ဟိုမှာရှင်းနှမ်းမှာတော့ဘာညာတရကအဲ့တော့မရိုက်တော့ဘူးရိုက်လို့မရဘူးရှင်းနှမ်းဒီမှာโอเคနော်အဲ့တော့ဒီနေ့တော့အရာရာကိုဖြည်းဖြည်းလေးနဲ့ချောင်းကြည့်ရမယ့်အစီအစဉ်အဲ့တော့ကိုရီနေထမ်းကလည်းချောင်းကြည့်နေရတဲ့အစီအစဉ်ပေါ့ဗျာချောင်းကြည့်နေရတယ်ပေါ့ဗျာနော်โอเคနော်တက်တာနော်